guide ဆရာဆရာမတွေအိမ်ကိုခေါ်မတင်ခင်မှာဒီချက်တွေကိုမဖြစ်မနေသိထားရပါမယ်ဆိုတော့အရင်ဦးဆုံးအနေနဲ့ပေါ့နော်ကိုခေါ်လိုက်တဲ့ဆရာဆရာမရဲ့ဒီပညာရေး background ကိုတော့နည်းနည်းပါးသိဖို့အရင်ရေးကြည့်ပါတယ်ပြောချင်တာကကိုခေါ်လိုက်တဲ့ဆရာမကအလဲတန်းမူလာတန်းကျွမ်းကျင်တယ်ဒါပေမဲ့ကိုကအထက်တန်းအတွက်ကျောင်းသားကလေးတို့ကိုခေါ်လိုက်တဲ့အခါမျိုးမှာသိပြီးတော့မတိရောက်တာမျိုးတွေအသင်ရိုးကိုမပိုင်နိုင်တာမျိုးတွေဒါမျိုးတွေကြုံနေတယ်ပေါ့နော်ဒါကြောင့်မလို့တေချာလေးစုံစမ်းလေ့လာပြီးတော့မှဒီဆရာဆရာမရဲ့သင်ပေးနိုင်တဲ့အတိုင်းအတာတစ်ခုထိကိုကexperience level တစ်ခုထိကိုစုံစမ်းပြီးတော့မှခေါ်တာမျိုးကတော့ပို့ပြီးတော့မှကောင်းတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီကိုလိုချင်တဲ့အချိန်နဲ့ဆရာဆရာမရဲ့အချိန်နဲ့အရင်ဆုံးညှိနှိုင်းပြီးတော့မှခေါ်တာမျိုးလုပ်ပါပေါ့နော်နောက်မှဆိုခေါ်လိုက်ပြီးတော့မှကိုလိုချင်တဲ့အချိန်နဲ့ဆရာဆရာမပေးနိုင်တဲ့အချိန်နဲ့မကိုက်နေတဲ့အခါမျိုးမှာရည်ရှိသွားလို့မရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့အဲ့လိုမလုပ်ခင်မှာအရင်ဆုံးအချိန်ကိုညှိနှိုင်းဖို့အရင်အရေးကြီးတယ်နောက်ဆုံးချက်ကတော့ဒါလခပေါ့နော်ကိုယ့်ရဲ့တက်နိုင်တဲ့လခနဲ့မိဘဘက်ကတက်နိုင်တဲ့ဟာနဲ့ဆရာဆရာမဘက်ကအဆင်ပြေမဲ့နှုံးထားနေပေါ့နော်ဒီလိုမျိုးဝေးနေတဲ့အခါမျိုးတွေမှာကြတော့တွားလာရဝေးတဲ့အခါမျိုးတွေမှာ face နည်းနေမယ်ဆိုလို့ရှိရင်ဆရာဆရာမတို့ကအဆင်မပြေနိုင်ဘူးဒီလိုမျိုးတေချာကဒီ3ချက်လောက်ကိုတေချာလေးသိထားပြီးတော့မှအိမ်ခေါ်တင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေနဲ့ဆရာမကောင်းတယောက်ကိုတွေ့နိုင်မယ်ပြီးလို့ရှိရင်ရေရှည်လဲတွားလို့ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဆရာဆရာမခေါ်ချင်တယ်ဆိုလို့ရှိရင်လည်းတကိုင်းမြန်မာမှာအဆင်သင့်ရှိနေပါတယ်လာရောက်ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်ခင်ဗျာ